ဒီဇလန်လေးကတော့အသက်20အရွယ်လူငယ်လေး2ယောက်အကြောင်းပါသူတို့ကငယ်တငယ်ချင်းတွေဖြစ်ပြီးတယောက်ရှိနေပြီဆိုတာနဲ့နောက်တစ်ယောက်ကိုပါအတူတွဲမြင်တွေ့ရစမြဲဖြစ်တယ်ဗျစပားရှိသိတဲ့ယာတီကိုရောက်လာပြီဆိုတော့6တွေ့ကွဲအပ်နေတဲ့မြေကြီးတွေထဲကနေငါးရှာဖားရှာလို့အင်မတန်ကောင်းတဲ့ယာတီပေါ့ဗျာဟေ့အောင်ပြီးပြီလားငါထုံးနေပူလာတော့မယ်ဟာခဏလေးပါကွာငါကောင်းချင်းနဲ့ငါ6ကိုထုတ်နေတာမှုဝေးနေရပဲငါထုံးကတငယ်ချင်းဖြစ်သူဖိုးမောင်ဆောင်နေတဲ့အိမ်ရှိကိုအထုပ်အပိုးတွေနဲ့မြန်မြန်ထွက်လာခဲ့ပါတယ်ဘာတွေလုံးနေရလဲကွာမင်းကတော့ကထွက်ပြေးတော့မှကြာနေရပဲသူများတွေအရင်ယူတော့မှစိုးလို့လေတော့ထွက်ပစ္စည်းကြောင်းတော့ငါတို့ပဲရှိနေတာမဟုတ်ဘူးကွာအေးမင်းပြောတာလည်းမှန်တာပဲဒါဆိုငါတို့အမြန်သွားရအောင်ပြောပြီးတာနဲ့လက်ကွင်းတွေကိုကြော်ဖြတ်ပြီးတောထဲဝင်လာခဲ့တယ်ဗျဒီတောကြီးထဲမှာကအမြင့်မပြတ်စီးဆင်းနေတဲ့တောင်ပေါ်စမ်းချောင်းရှိတော့တောကောင်တွေရောဆေးဘက်ဝဲအပင်တွေရောအမြင့်ပေါက်ဖွာရှင်သန်နိုင်ကြတာဖြစ်ပါတယ်၄နာရီလောက်ခရီးဆက်ပြီးတဲ့နောက်တောင်ချီကိုရောက်လာခဲ့ကြပြီးအုပ်မိုင်းနေတဲ့တစ်ပင်ကြီးတွေကစီးကြိုနေတော့တယ်ဗျသူတို့တွေတောင်ပေါ်ကိုကုတ်ကတ်တက်လိုက်ခါမိုးပွင့်တွေစတင်ခုခဲ့ကြပါတယ်ငါတို့လာတာနောက်ကျသွားပြီထင်တယ်ဟောင်းကြီးတူးထားတဲ့အရာတွေအများကြီးပဲဘယ်လိုလုပ်ကြမလဲလူမသွားတဲ့နေရာကိုသွားရမယ်ထင်တယ်ဟောင်းကြီးဒါကတော့လည်းကြည့်နော်ကောင်းပါမလားမင်းလက်ပလာနဲ့အိမ်ပြန်ချင်လို့လားဖြစ်ချင်ရဖြစ်တော့ကွာသွားမယ်ရပြောပြီးတာနဲ့2ယောက်သားလူသိမ့်မသွားကြတဲ့တောနက်ထဲကိုဝင်လာခဲ့ကြပါတယ်လှပတဲ့ရေတကွန်ကြီးကိုတွေ့လိုက်ရပြီးများပြားလာတဲ့မှုဝင်းနေတဲ့အတူမြစ်ပါတူးလို့ရမယ်ဝယုံနေပါတွေးလိုက်ရတယ်ဗျဒါအပြင်ပူလောင်တာတွေပြေပြောက်အောင်ရေထဲကိုလည်းစင်းစိမ်လို့ရပါသေးတယ်လာလေဖိုးမောင်ရေအရင်စိမ်းအောင်ပစ္စည်းတွေကပျောက်မတော့ပါဘူးခရောက်တာနဲ့ခုံစင်းတော့တာပဲနော်မင်းလဲဖို့အဝေရောရှိလို့လားငါတော့မစင်းချင်ဘူးဖိုးမောင်ညင်းလိုက်ပြီးစားလို့ရမယ်အသည့်အနှံတွေလိုက်ခူးနေချိန်ငါထုံးကရေထဲကနေပြန်တက်လာခဲ့ပါတယ်ဟေ့ငါထုံးဒီတစ်ပိအောက်ကိုလာကြည့်ပါဦးအကျွေးစိတ်တွေအများကြီးပဲဟာဟုတ်တယ်ကွာဟေ့တခြားတစ်ပင်တွေရောရှိတာကြည့်အောင်သူတို့2ယောက်သားတစ်ပင်ကြီးစီကရသမျှကိုအကုန်ကောက်ယူပြီးတာနဲ့အတူတူစုကဝေစုခွဲလိုက်ကြပါတယ်ဒီနေ့ကန်းကောင်းလိုက်တာဒီကိုလာဖို့ခေါ်လာပေးလို့ကျေးဇူးပဲငါထုံးငါနည်းနည်းဆက်ရှာလိုက်အောင်မယ်ဒီလောက်ပတ်စံနေဆိုရင်ငါအဖေရက်တော်ကြာပစ္စည်းဝယ်ထားဖို့လုံလောက်သွားပြီတို့တွေမှုတူးပြီးသွားရောက်ကြတာပေါ့ဒီနေ့ရလိုက်တဲ့ပတ်စံတွေကတော့အပူရတာလို့ပဲတတ်မှတ်လိုက်မယ်သူတို့2ယောက်တောင်းပြအောင်ခူးပြီးတာနဲ့အတူတူပြန်လာခဲ့ကြတယ်ဗျအချိန်ကလည်းညနေစောင်းလာခဲ့ပြီဖြစ်ပါတယ်သူတို့ထွက်လာရင်းနဲ့ငါထုံးတယောက်ရုတ်တရက်ဆိုသလိုအနားကနေလေပြင်းပြင်းတိုက်သွားသလိုအေးဆက်ဆက်ခံစားလိုက်ရပါတယ်သူ2ချိန်3ချိန်မျက်စိပုတ်ကြည့်လိုက်ပေမဲ့လည်းဘာမှမတွေ့ရဘူးဗျတစ်ပင်အရိပ်တွေကိုပဲလူရိပ်လို့အမြင်မှားပုံရပါတယ်ဘာဖြစ်လို့လဲမင်းနှာခေါင်း3ခေါက်တောင်လှည့်ကြည့်နေတာဘာမဟုတ်ပါဘူးငါရုတ်တရက်ကြီးအေးလာတယ်လို့ခံစားရလို့မင်းဖျားကျင်နေပြီထင်တယ်မင်းကိုရေးစင်းမစောပါနဲ့လို့ငါပြောတာပဲမြန်မြန်ပြန်အောင်အိမ်ရောက်ရင်မိုးချုံနေလောက်ပြီငါထုံးခေါင်းချင်းပြလိုက်ပြီးလမ်းအတူတူရှောက်လာလိုက်တာညနေလောက်မှာ6သွင်းနေတဲ့လေကွင်းနေနောက်ကိုရောက်လာခဲ့ပါတယ်6သွင်းနေတဲ့စပားယူပြတ်တွေအပေါ်နင်းပြီးသွားနေရတာကြောင့်ခြေတံတွေကိုလည်းကြားနေခဲ့ရတာပေါ့ဗျာဘာလို့ရက်လိုက်ထားလဲငါထုံးမင်းအတန်ခဏတိတ်လိုက်အောင်သူတို့2ယောက်လုံးတလန့်မှမလုပ်ထားတော့ခြေတံကမရက်သွားခဲ့ပါဘူးသူတို့ထူးဆန်းစွာနဲ့တယောက်ကိုတယောက်ကြည့်မိခဲ့ကြပါတယ်ဘာလဲဟာဒီကြောင်ကတော့ငါနှလုံးကိုရက်တော့မှာပဲကြောင်မဲတကောင်သူတို့2ယောက်အရှိကနေဖြတ်ပြီးတော့အော်ရင်ထွက်သွားခဲ့ပါတယ်ဆက်သွားလို့ရပြီလားကြောင်တကောင်မဲဆိုတာမြင်ပြီမလားဒါဆိုလည်းမြန်မြန်သွားကြတာပေါ့ဒါနဲ့ဒီလိုကြောင်မဲဖြတ်သွားရင်နမည်မကောင်းဘူးလို့ပြောကြတယ်မလားရှောက်တွေးမနေနဲ့ကြွက်လာရှာတဲ့တောကြောင်လည်းဖြစ်နေတာပဲပြောပြီးတာနဲ့အိမ်ပြန်လာခဲ့ကြပါတယ်အိမ်ရောက်တော့9 နာရီလောက်ရှိနေပြီဖြစ်ပြီးဖိုးမောင်လည်းစကားခဏပြောကပြန်သွားခဲ့ပါတယ်
မင်းနဲ့တူလာတဲ့တငယ်ချင်း2ယောက်3ယောက်ရောပြန်သွားကြပြီလား ဘယ်က2ယောက်3ယောက်လဲအမေရဲ့ဖိုးမောင်ပဲပါတာပါ ဟုတ်လားအမေအမြင်မှားတာနေမှာပါပေါင်လာတော့အသေးချာမမြင်ရတော့ဘူးမင်းစားတော့ပြီးမီးရေကိုနှိမ့်လိုက်အောင်နော် ငါထုံးအမေကတားဖြစ်သူကိုမအိတ်ခင်တတိပေးခဲ့လိုက်ပါတယ်အိမ်ရောက်ခါနီးလာတဲ့ဖိုးမောင်ကအနောက်ကလိုက်လာတဲ့ခြေတံကြားရတာကြောင့်ငါထုံးတစ်ခုခုမေးခဲ့လို့လိုက်လာတယ်လို့ထင်ခဲ့လိုက်ပါတယ်မင်းငါတော့လိုက်လာတာဘာကိစ္စရှိလို့လဲသူအနောက်လှည့်လိုက်တဲ့အခါမှာဘာမှမရှိတဲ့မြင်ကွင်းကြောင့်အတန်မှာပျောက်သွားပြီးရင်တုန်သွားခဲ့တယ်ဗျဖိုးမောင်အနောက်ကိုထက်လှည့်မကြည့်တော့ပဲအိမ်ကိုပဲမြန်မြန်ပြန်လိုက်ပါတယ်ငါထုံးကတော့သူ့အမေမှားတဲ့အတိုင်းမိမငိမ့်မဲနဲ့အိပ်ရာဝင်းသွားခဲ့ပါပြီဖိုးမောင်အိမ်ရောက်တာနဲ့တနေ့တာပင်မနွမ်းနယ်မှုတွေကိုဖျောက်ဖို့ရေချိုးနေခဲ့တယ်ဗျအဲအချိန်အိမ်ရှိတစ်ပင်နာကလူအရိပ်ကိုတွေးလိုက်ရတာကြောင့်သူရေတုပ်ပြီးထွက်ကြည့်လိုက်ပါတယ်ဘာတူလဲဒီအချိန်ဘာလာလောက်ထားလဲလူအရိပ်ကချက်ချင်းပျောက်သွားချိန်ဖိုးမောင်အဖေမွေးထားတဲ့ခွေးကလည်းထူးဆန်းစွာထဦးလာခဲ့ပါတယ်ဖိုးမောင်တကားချက်ချင်းပိတ်ခါအမြန်အိမ်မော်ကိုပြေးတက်ခဲ့တယ်ဗျ ဘာတွေဖြစ်နေရလဲဖိုးမောင်ဘာတွေဒီလောက်လောနေရလဲတကားပြတ်သွားအောင်မယ် အဲနောက်ဖိုးမောင်ကသူကြုံခဲ့ရသမျှအားလုံးသူ့အဖေကိုပြောပြလိုက်ပြီးရလာခဲ့တဲ့အကျွေးစစ်တွေကိုလည်းထုတ်ပေးလိုက်ပါတယ်တေးပြီးဖိုးမောင်အဲ့ဒါတွေမင်းတို့ယူလာတဲ့တစ်ပင်မှာတော့ပြန်ထားလိုက်ဘာလို့လဲအဖေဒါကပိုင်ရှင်မရှိတဲ့ပတ်စံတွေပဲလေကျွန်တော်တို့ခိုးလာတာမှမဟုတ်တာဘာလို့တော့ပြန်ထားရမှာလဲ ဒီငတော့ကတော့ပြန်ချင်းရသေးတယ် အာဖေတာနားတယ်တော့အဲ့ဒါနဲ့ရိုက်တာ နောက်ပြန်မင်းတို့ယူလာတဲ့နေရာမှာတော့ပြန်ထားလိုက်ဒါကြောင့်မင်းဒီတစ်ခေါက်ပြန်လာတော့မိတ်ကလေးတယောက်အတူခေါ်လာတယ်လို့ငါထင်နေတော့မထူးဆန်းတော့ပါဘူးတကယ်ဟာတကယ်ဘာလဲအဖေတားမြင်တယ်လို့မိတ်ကလေးနှစ်ယောက်အရေးကိုမြင်ရတာလား ဟုတ်တယ်ဒီညတော့ဘာတွေကြုံအောင်မလဲမသိဘူးဒီငတုံးကောင်ကွာ ဖိုးမောင်ထမင်းပကံတွေချက်ချင်းသိမ့်လိုက်ပြီးအဖေဖြစ်သူအနားကိုဝင်းအိတ်လိုက်ပါတယ်သူ့အဖေပြောတာသာအမှန်ဆိုရင်အခုချိန်ငါထုံးဘလို့ဖြစ်နေပြီလဲမသိပါဘူးအိပ်ပျော်နေတဲ့ငါထုံးလဲစကားပြောတဲ့နေကြောင်နိုးလာခဲ့ပါတယ်သူစိတ်ရှုပ်ထွေးစွာထားလိုက်ပြီးအိမ်ရှိကိုကြည့်လိုက်တော့အမောင်ထဲမှာမိန်းကလေးနှစ်ယောက်နဲ့ယောက်ျားတစ်ယောက်ထိုင်စကားပြောနေတာတွေးလိုက်ရတယ်ဗျ မင်းတို့ကဘာတူတွေလဲငါအိမ်ရှိဘာလုပ်နေရလဲတခြားနေရာတော့စကားပြောလို့မရဘူးလားလူအိတ်ချိန်ရောက်နေပြီ အမောင်ထဲကအဲ့လူသုံးယောက်ကဒေါသထွက်နေတဲ့ပုံစံနဲ့လှည့်ကြည့်လာကြပြီးခက်မမေအလင်းရောင်ထဲမှာကြောက်စရာကောင်းတဲ့မျက်နှာတွေတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်အမျိုးသမီးကသပင်အရှိကြီးတွေရှိပြီးလေထဲဝဲနေကကျန်တဲ့တယောက်ကတော့ဘားပေါ်ကျလောက်တဲ့အထိမျက်လုံးတွေကပြူးကျယ်နေခဲ့တယ်ဗျအမျိုးသားဖြစ်သူကတော့လူနဲ့မတူတော့အောင်ခေါင်းကပြောင်းပြန်ဖြစ်နေခဲ့ပါတယ် ငါတို့ပတ်စံပြန်ပေး ငါထုံထိတ်လန့်သွားကအထစ်တဲ့အငေါငေါနဲ့အတန်ထွက်ဖို့ကြိုးစားလိုက်ပါတယ် အမေကတော့တဟိချောင်းနေတယ် ငါထုံလဲနေရာမှာပဲကြက်သေးသေးသွားပြီးသူ့အမေရဲ့ခြေတံကိုကြားလိုက်ရတော့မှအမောင်နဲ့ကအရိပ်တွေပျောက်ကွယ်သွားခဲ့ပါတယ် ဘာတွေဖြစ်နေရလဲငတုံး အမေဒါတရက်ချောက်ခံရတယ် နေသေးချာပြောစမ်းပါငါသေးချာမကြားရတဲ့ကြားတယ် ဒါတရက်အချောက်ခံရပါတယ်ဆိုပြောပြီးတာနဲ့ငါထုံစောင်းထဲကိုတိုးဝင်သွားခဲ့ပါတယ်ငါထုံအမေကတော့လူကြီးပြီအသေးချာမကြားလိုက်ရဘူးပေါ့ ဘာချောက်တာလဲဟာဒီကောင် ဖိုးမောင်ဘက်မှာလည်းလေတိုက်တန်တဲ့အတူစကားပြောတဲ့အချို့ကပြန့်လွင့်လာခဲ့ပါတယ် ငါတို့ပတ်စံပြန်ပေးအမငါပြောတာပဲဒီညမအိပ်ရတော့ဘူးမင်းကြောင့် အဖေအဲ့ဒီအတန် တရက်အတန်ပဲမင်းတို့ယူလာတဲ့ပတ်စံကသူတို့အဲ့ဒီတစ်ပင်မှာနေဖို့နေရာဝဲထားတဲ့ပတ်စံ ပတ်စံတောင်းတဲ့အတန်ကြောင့်ဖိုးမောင်တို့တာအဖလည်းတညာလုံးမအိပ်ကြရပါဘူးမိုးလင်းတော့တာအဖနှစ်ယောက်ငါထုံအိမ်သွားပြီးပတ်စံတွေတွားပြန်ထားဖို့ခေါ်ခဲ့ပါတယ် ဘလို့လဲဖျားကျင်သွားပြီမလားငါထုံးမင်းများအဝတ်စားလဲလိုက်ငါပိုင်ရှင်စီကိုသွားပြန်ပေးဖို့ခေါ်တော့ပြီမယ် ဘာပြောလိုက်တယ်မြေသွားဝယ်မလို့လား အားလုံးကနားသိမ့်မကြားရတာကြောင့်အကုန်တလွဲကြားလိုက်တဲ့ငါထုံးရဲ့အမေဖြစ်သူကိုကြည့်မိပါတော့တယ်ဖိုးမောင်ရဲ့အဖေဖြစ်သူကခြေထောက်သိမ့်မကောင်းတာကြောင့်ဒုက္ခကိုအသုံးကလမ်းလျှောက်ရတဲ့အတွက်အချိန်ကိုပိုကြံ့ကြာသွားစေတာကြောင့်မိုးချုပ်ခါနီးမှတိုးရဲရောက်သွားခဲ့ကြတယ်ဗျဒါအပြင်ထွက်လန်းကိုရှာမတွေ့ပဲတညလုံးတိုးထဲမှာတဝဲလဲလဲဖြစ်နေကြပါသေးတယ် ဦးလေး
အဲ့ဒါထွက်လမ်းမလားမင်းညာကျွန်တော်တို့ဘာလို့မတွေ့ကြတာပါလဲ မင်းတို့ဘယ်လိုထင်လဲအခုထိမရှင်းကြသေးဘူးလား မင်းညာကျွန်တော်တို့တရေတွေကလမ်းဖြောက်ထားကြတာလား ထပ်ပြောရဲသေးတယ်မင်းတို့ငါ့ကိုထမ်းခေါ်သွားကြတော့ငါလမ်းမလျှောက်နိုင်တော့ဘူး ပတ်စံတွေကိုသူ့နေရာသူပြန်ထားလိုက်ပြီးမှသာအဲ့တရေတွေလည်းငါထုံးနဲ့ဖူးမောင်ကိုထပ်မနှောက်ယှက်ကြတော့တာပါဒါပေမဲ့ဒီအဖြစ်အပျက်ကငါထုံးတို့ကိုဘယ်ကမှမသိတဲ့ပစ္စည်းတွေကိုမယူသင့်ကြောင်းသင်ခန်းစာရသွားစေခဲ့ပါတော့တယ် CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအချင်းအခုပဲအဲ့လိုရပါပြီခင်ဗျာ